အားလုံးပဲမင်္ဂလာပါ Akash Experiment Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အခုတွေ့ရတဲ့အတိုင်းပဲဒီတက်မီလေးလုပ်မှာဖြစ်ပါတယ်ဒီတက်မီကိုဈေးပေါ်ပေါ်နဲ့လုပ်မှာဖြစ်ပါတယ်အဲအကြောင်းဒီဗီဒီယိုကိုအဆုံးထိကြည့်သွားပါ Channel မှာတက်ဆိုရင် Like Subscribe လုပ်သွားပါတက်မီကတော့တော်တော်လင်းနေနော်အဲ့တော့ဒီတက်မီကိုလုပ်ဖို့အတွက်အရင်ဆုံးတော့ဒီ 3.7 volt battery ကို charging လုပ်တဲ့ circuit ပြားလေးဒါ micro ပေါင်းနဲ့လာတဲ့ခလုတ်လဲပါတယ်ဒီကောင်ကတစ်ဖက်ကမီ LED ပဲသွားတယ်တစ်ဖက်ကတက်ခဲပဲသွားတယ်ခလုတ်လဲပါတယ်3အစားနှစ်စားပြောင်းလို့ရတယ်ခလုတ်ဒါကြတော့ 3.7 volt battery တလုံးပြီးရင်ကြတော့ LED မီအတွက် LED ဒီကောင်ကကြတော့ PVC pipe ဒီကောင်ကကြတော့ငါးမှု pipe ဖြစ်ပါတယ်ငါးမှု pipe ပြီးရင်ဒီလိုမျိုး PVC pipe ရဲ့ pipe ပြားထားတဲ့အပြားလေးပြီးရင်ရေတန့်ဘူးရေတန့်ဘူးကစိုက်တော့မလားမသိဘူးစိုက်မတုံးဆိုရင်ဒီရေတန့်ဘူးနောက်တစ်ခုသုံးမယ်ဒီကောင်ကလည်းကြီးသွားပြီဆိုတော့စလို့ရအောင်အရင်ဆုံးတော့ဒီပိုက်ကိုဖြတ်မယ်ငါလက်မလောက်ယူပြီးတော့ဖြတ်လိုက်မယ်ဒီစာရွက်နဲ့လိပ်ပြီးတော့နီးအောင်အဲ့တော့ဒီစာရွက်ကိုကောင်းကောင်းလိပ်ပြီးတော့ marking လုပ်ပြီးတော့ဖြတ်လိုက်မယ်နော်ဒီမှာနီလေးဖြတ်သွားပြီဒီလွှားနဲ့ဖြတ်လိုက်မယ်ဒီမှာဖြတ်သွားပြီနော်ဒီထဲမှာဒီတက်ခဲလေးကိုထည့်မယ်ဒီ circuit ပြားလေးကိုထည့်မယ် circuit ပြားအတွက်ကတော့ဒီနားမှာအပေါက်ဖော်ရမယ်ပုံပဲပေါင်းအဲဆိုဒီကောင်ကိုဒီနားမှာမှတ်ထားလိုက်မယ်ဒီကနေဒီထိပြီးရင်ဒီကအသွင်ပေါက်အတွက်ဒီဘက်ကကျတော့ခလုတ်အတွက် circuit ပြား 3.7 volt battery ကိုသွင်းနိုင်တဲ့ circuit ပြား single circuit ပြားလည်းရတယ်နော်သူ့ကိုresistor နဲ့ခလုတ်နဲ့ခံပြီးတော့သုံးလို့လည်းရတယ်နော် 3.7 ကနေ resistor 3ခလုတ်3ပြီးရင်မီထုံလို့ရတယ်တို့မဟုတ်ရင်လည်းဒီလိုမျိုး circuit ပြားပဲကောင်းတယ်ဒီ circuit ပြားတော့ကျွန်တော်တက်မီကနေထုတ်ထားတာနော်ဒီကောင်ကိုဖြတ်လိုက်မယ်ဖြတ်ပြီးတော့ဒီနားမှာဒီကောင်ကွက်တိဖြတ်သွားပြီဆိုတော့ကွက်တိကတော့မဖြစ်သေးဘူးနဲ့ထွက်နေတော့မယ်ကွက်တိဖြစ်သွားပြီးရင်ဒီအနောက်ကနေဒီလိုမျိုးလေးပြားလေးကိုကတ်လိုက်မယ်ပြီးရင်ဒီ blue mountain ဘူးလေးယူပြီးတော့ဒီကောင်ရဲ့အရှိရဲ့မီးခွက်လေးလုပ်လိုက်မယ်လူမောင်နေတောက်လို့ကောင်းတယ်နော်နဲ့လက်မလောက်ယူပြီးတော့ဖြတ်လိုက်မယ်ဖြတ်ပြီးဆိုတော့ဒီကောင်ကိုဒီထဲမှာထည့်မယ်ထဲလို့တော့မရအောင်နဲ့ကြီးတယ်နည်းနည်းသေးတယ်ပေါ့နော်အဲဆိုတော့ဒီကောင်ကိုကျွန်တော်ကမြစ်ချင်းနဲ့ချစ်ပြီးတော့အပူပေးပြီးတော့ထည့်လိုက်ပြီ fit size ဖြစ်သွားပါပြီပြီးရင်ကော်လေးနည်းနည်းလောင်းလိုက်မယ်ပြီးရင်တက်ခဲကိုထည့်မယ်ဒီကောင်ထည့်ပြီးရင်တက်ခဲကိုထည့်မယ်ဒီမှာ fit size ဖြစ်သွားပြီဆိုတော့ဒီကောင်ကိုပြီးရင်ကော်တုပ်ပြီးတော့ခဲဆော်ပြီးတော့ထည့်လိုက်မယ်အရင်ဆုံးခဲဆော်လိုက်မယ်ပေါင်းအနုပ်နှစ်ဖက်လုံးရရင်နော်ဟိုဘက်ပေါင်းနှုတ်လဲရတယ်ဒီဘက်ပေါင်းနှုတ်လဲရခဲစီလိမ့်ပြီးတော့ခဲဆော်လိုက်မယ်friend row cam ဆော်တိုင်းကျွန်တော်ခဲဆော်တဲ့ခဲကိုဘယ်လိုဆော်ရလဲဆိုတော့ဗီဒီယိုလေးလုပ်ထားတယ်ဗီဒီယိုသွားကြည့်လိုက်နော် description မှာ link ပေးထားတယ်
တော့မဟုတ်လဲကျွန်တော် channel လို့ဝင်ပြီးတော့ကြည့်လို့ရရင်နော်ခဲဆော်ပြီးပြီဆိုတော့ဒီကောင်ကိုဒီထဲမှာထည့်လိုက်မယ်နော်ကျိုးတော့နည်းနည်းရှည်ရှည်လေးထားရမှာပဲကျိုးဟုတ်ပြီပြီးရင်ဒီထဲမှာကော်လေးနည်းနည်းထုတ်လိုက်မယ်ရတော့ကော်တုတ်ပြီးပြီဆိုတော့တက်ခဲထည့်တော့မယ်အဲ့ဒီမှာတက်ခဲတော့ထည့်လိုက်တယ်ဒါပေမဲ့ဒီတက်ခဲကနည်းနည်းလေးကြီးနေတော့အနားမှာတွန်းထည့်လိုက်တော့ကျိုးပြတ်သွားပြီခဲစော်ထားရဲ့ကျိုးလည်းပြတ်သွားပြီအဲ့တက်ခဲကိုပြန်ထုတ်ကြည့်တော့ထုတ်လို့မရအောင်ဖြစ်သွားပြီဒီကောင်ကတော့လက်သွားပြီအမှန်တွေ့လာခဲပြုတ်သွားပြီအဲ့တော့ဒီကောင်နဲ့မရတော့တယ်လမပိုက်နဲ့မှလုပ်လို့ရတော့မှာဘာလို့ဆိုတက်ခဲကကြီးရဲ့တယ်လမပိုက်နဲ့လုပ်မယ်ဆိုတော့ဒီကောင်ကိုဒီကောင်နဲ့ဆက်ရမယ်ထင်တယ်ဒီကောင်နဲ့တီးတော့စက်ကပြားနဲ့တီးတော့အဲ့ငါမှုပိုက်အနောက်ပိုင်းလေးနည်းနည်းဆက်လိုက်မယ်အဲ့တော့ဒီနားလေးမှာတယ်လမပိုက်ဆော့ကဲငါမှုတယ်လမပိုက်ငါမှုဆော့ကဲဟိုအသုံးပြုပြီးတော့ဒီကောင်ရဲ့အနောက်ကဖြတ်ပြီးတော့ဆော့ကပြားအတွက်ထည့်ဖို့အတွက်ဒီနားလေးမှာငါမှုဆော့ကဲကိုသုံးနေဖြစ်ပါတယ်ပြီးတော့ဒါဘူးခွန်ကိုဖြတ်ပြီးတော့လောက်ထားတာပြီးတော့အနားမှာကျွန်တော်ခဲခွေရဲ့အထဲထဲဟာလေးကိုဖြတ်ပြီးတော့ထည့်လိုက်တယ်ပါဆိုမီးကနည်းနည်းချော်နေတော့ဆက်ဆိုင်မဖြစ်လို့ငါမှုပိုက်လုပ်တဲ့ဟာ sorry ဖြစ်သွားပြီနော်အဲ့အတွက်တော့တောင်းပန်ပေးလိုက်ပါပြီးရင်ဒီကောင်ကိုဒီနားလေးမှာထည့်လိုက်မယ်ဆိုတော့ဗီဒီယိုရှည်သွားမှဆိုလို့အရင်ဆုံးလုပ်လိုက်မယ်နော်ပြီးတော့ဒီမှာဒီတက်ခဲကိုထည့်လိုက်ပြီးမီးလဲထည့်လိုက်ပြီးပြီးရင်ဒီကျိုးတွေကိုခက်ဆော်လိုက်တော့အဲ socket မှာခက်ဆော်လိုက်တော့ဒီ socket ပြန်မှာခက်ဆော်မယ်ဒီ socket ပြန်မှာရေးထားပါတယ် L plus L minus B plus B minus L plus L minus ဆိုတာ LED မီးဖက်သွားမှာ B plus B minus ဆိုတာတက်ခဲဖက်သွားမှာဆိုတော့ဒီမှာကျိုးပုံနေတဲ့ဟာတွေကိုခက်ဆော်ပြီးတော့ထုတ်လိုက်မယ်နော်ထုတ်ပြီးပြီဆိုတော့ဒီကျိုးတွေခက်ဆော်လိုက်မယ်အရင်ဆုံးဒီရာကိုတန့်ရှင်းအောင်ဆိုပြီးတော့တီရှူးနဲ့တုပ်လိုက်မယ်နော်ဒီမှာ L plus L minus B plus B minus လို့ရေးထားပါတယ်ဒီကျိုးတွေကိုခက်ဆော်လိုက်မယ်အရင်ဆုံးဖဲစီတုပ်ပြီးဘက်ထရီရဲ့ကျိုးလည်းခက်ဆော့လိုက်မယ်နော်ခဲဆော်လို့မပြီးဘူးခဲဆော်လို့ပြီးသွားပါပြီပြီးရင်ဒီကောင်ကိုဒီထဲမှာထည့်လိုက်ပြီဒီကောင်ကိုခိုင်တော့ခိုင်နေနော်ကျွန်တော်ခုနပြစ်စားလိုက်တာမကြိုးမှမဖြစ်ဘူးအဲဒါမှကျွန်တော်နည်းနည်းလေးဂျယ်လီကော်လေးလောင်းလိုက်ပါတယ်ဂျယ်လီကော်အသွင်းတဲ့အချိန်မီနီလေးပေါ်ရအောင်လို့လင်းပြီနော်ရရနော်အသွင်းကြည့်မယ်မီးကနည်းနည်းပြက်နေတယ်ထင်တယ်အသွင်းတဲ့အချိန်
မီးကတိတ်မလင်းဘူးဖြစ်နေတခါတည်းကြတော့လင်းနေတခါတည်းကြတော့မလင်းဘူးစမ်းကြည့်ကြည့်မယ်နော်ဒီမှာလင်းထိန်နေရပဲညမှာဆိုတော့တော်တော်မောင်းတော့လင်းထိန်နေရပဲအဲ့တော့ဒီနေ့အတွက်ဒီလောက်ပဲဒီ LED ကိုကြိုက်ရင် like လုပ်သွားပါ channel မှာ new ဆိုရင် subscribe လုပ်သွားပါဒီနေ့အတွက်ဒါပဲ bye bye